မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဒီမှာသွေးအားကောင်းစေမယ်ဗီတာမင် C နဲ့ antioxidant ကိုပေးမယ် protein glycoprotein ဓာတ်တွေအများကြီးရမယ်တန်ဓာတ်တွေကျေဝစေမယ်သွေးအားနဲ့တဲ့အမျိုးသမီးများအတွက်အကျိုးရှိစေမယ်ဒီ red ရဲ့ကျွန်တော်ရှိရထုတ်လုပ်တဲ့ဒီငှက်တိုင်းစစ်အပြည့်ရဲ့တကြားရဲ့150 ml တစ်ခါတောက်စာပေါင်းနည်းလေးကိုကျွန်တော်ကတင်ပြပေးလိုက်ပါတယ်ခင်ဗျာပထမဦးစွာဒီကျွေးပကံလုံးလေးကိုရေ150 ml ရေတန်းရေထည့်ပေးပါပြီးပါက5 gram ရှိတဘာဝကြောက်ကြကိုဒီကျွေးဖန်ခွက်တဲ့သို့ထည့်ပေးပါပြီးပါကတရုတ်စီဒီ3လုံးကိုတချမ်းချမ်း၍ဒီကျွေးပကံလုံးတဲ့သို့ထည့်ပေးပါပြီးပါကကျွန်တော်တို့ရဲ့ဒီမှာ Royal Zoo ကထုတ်လုပ်တဲ့တဘာဝငှက်တိုက်စစ်5 gram များကိုဒီကျွေးပကံလုံးတဲ့ကိုထည့်ပေးရပါမယ်ပြီးပါကသူ့ကို9မိနစ်10မိနစ်ကပေါင်းပါမယ်ခင်ဗျာပြီးပါကသူ့ရဲ့အပေါ်မှာဒီငွေတွေမဝင်အောင်ဒီလိုကျွေးပကံများလေးပုံမိတာပါခင်ဗျာကဲပုံမိပြီဆိုရင်15မိနစ်လောက်သူ့ကိုပေါင်းထားပြပါခင်ဗျာပေါ်ကဒီလိုပုံလေးပုံပြရပါမယ်ကဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါင်းဦးထဲမှာ15မိနစ်ကပေါင်းပြီးသွားပြီဆိုတော့ဒီပေါင်းထားတဲ့အဖုံးလေးကိုဖွင့်လိုက်ပါခင်ဗျာဟိုတကယ်ကိုအနံ့ရတာနဲ့မွေးတဲ့တံမိုးကြီးငှက်တိုက်နဲ့ကျန်းမာရေးအတွက်ဟာရအဖြစ်အထောက်အကူပြုစေတဲ့ငှက်တိုက်တရုတ်စီဒီပေါင်းလေးတစ်ခွက်ကိုရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာသူ့ကိုဒီလိုမျိုးပေါင်းပြီးလို့ရှိရင်ဒီလိုပူပူလေးလည်းတောက်ရပါတယ်အပူမချိုက်တဲ့လူတွေကတော့ဒီကတက်တာထဲမှာအေးခံထည့်ပြီးတော့အေးမှာတုံးဆောင်လို့ရှိရင်လည်းရပါတယ်ခင်ဗျာဒီငှက်တိုက် red ခေါ်တရုတ်စီဒီနဲ့ကြောက်ကြပေါင်းတောက်ခြင်းအဖြစ်သွေးအားနည်းသောမိတ်ဆွေများသွေးအားနည်းသောအမျိုးသမီးများအတွက်အထူးပဲသင့်တော်ပါတယ်တို့ပြင်သူ့မှာဗီတာမင် C antioxidant ဓာတ်တွေပေးစွမ်းတာကြောင့်ခုခံအားကိုပေါင်းစေပါတယ်နှာစီးခြင်းကိုလည်းတက်တာစေပါတယ်ပြီးပါကသူ့မှာ protein glycoprotein ပါတဲ့အတွက်ခုခံအားကိုမြင့်ပေးပါတယ်တန်တက်တထုဓာတ်တွေပါဝင်တဲ့အတွက်အယိုးအဆစ်တွေကိုတန်ပါစေပါတယ်အေးအေးမဝအေးပြတ်တဲ့မိတ်ဆွေတွေတက်လည်းညအိပ်ရလို့ရှိရင်ကောင်းကောင်းလေးအိပ်ပျော်စေမှာဖြစ်ပါတယ်အထူးသဖြင့်အမျိုးသမီးများအနေနဲ့သွေးဆင်းနေချိန်တွင်ဘိုင်းနာဘိုင်းအောက်၍ကိုယ်လက်မအိပ်မသာဖြစ်တဲ့အမျိုးသမီးများခေါင်းကိုက်ကောင်းခဲ၍စိတ်မကြည်လင်သောအမျိုးသမီးများအတွက်ဒါမျိုးလေးလုပ်တော့လို့ရှိရင်လည်းအထူးပင်ယောဂါကိုတက်တာပျောက်ကင်းစေနိုင်ပါတယ်ခင်ဗျာဒီဟာလေးကတော့အင်္ဂလိပ်ဆေးကိုတောက်တဲ့ပြင်ဒီဟာလေးကိုပြည့်စွက်စာအနေနဲ့တောက်ပါကပို့ပြီးတော့ယောဂါကိုပုံမတက်တာပျောက်ကင်းအများကြီးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ကမိတ်ဆွေများအားလုံးအတွက်အကျိုးရှိစေရန်ဒီငှက်တိုင်းတရုတ်စီဒီပေါင်းလေးကိုညဝေတင်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ